တူဒီချင်းမိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာ16ရက်2လ2026ကနေ22လ2026ထိတူဒီတပတ်စာကက်ကလေးကိုရှင်းလင်းခြင်းများနဲ့တင်ပြခြင်းပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ခုတစ်ပတ်အတွက်အထူးပတ်သီးအနေနဲ့ကျွန်တော်ရွေးချယ်ထားတာကတော့ special ကိုတလုံးကိုရွေးချယ်ထားပါတယ် special ကိုတလုံးကိုရွေးချယ်ထားပါတယ်เนาะ6နဲ့6ဒီအထူးပတ်သီးပါခံမှန်းခြင်းအရာတော့ကျွန်တော်တို့ဗုဒ္ဓဟူမကျော်လို့ခံမှန်းထားပါတယ်ဒါကြောင့်เนาะဗီဒီယိုလေးကိုသေချာကြည့်ပြီးတော့သေးချာမှတ်သားထားပါပတ်သီးကြိုက်တဲ့လူတွေအတွက်6ဗုဒ္ဓဟူမကျော်နိုင်ပါဘူးခင်ဗျာเนาะအရန်ဒုပတ်သီးအရန်ပတ်သီးအနေနဲ့8နှစ်ဒီ8နှစ်ပတ်သီးတွေက8တလုံးဟာလဲမလွဲမသွေထွက်ရှိလာမှာဖြစ်ပါတယ်ဒါကြောင့်ပတ်သီးကြိုက်တဲ့သူများကတော့9ရဲ့6ရဲ့8ရဲ့ကို3လုံးတွေကအထူးရွေးချယ်ကြပြီးထိုအလုံးတွေထွက်သွားမှသာနှစ်ကိုလိုက်ကြဖို့ဒါပတ်သီးအနေနဲ့တင်ပြလိုပါတယ်break နော် break ထိုးခွင့်မွေးခြင်းတဲ့လူတွေကတော့83 break 83 break ဆိုလို့ရှိရင်ကျွန်တော်တို့ RP အကွက်20ရွေးထိုးနိုင်ပါတယ်အခွေထိုးခြင်းတဲ့လူတွေအတွက်ကတော့ main အနေနဲ့ကတော့2348အပူပါအခွေပါနော်ဒုတိယအခွေ main အနေနဲ့ကတော့1629အခွေ main ဖြစ်ပါတယ်ခင်ဗျာဒါအခွေကဏ္ဍလေးဖြစ်ပါတယ်ဟုတ်ကဲ့အခွေအရန်အနေနဲ့ကတော့2549အခွေနဲ့နော်3849အခွေကတော့ဒုတိယကျွန်တော်တို့အခွေဖြစ်ပါတယ်ခင်ဗျာတသက်စာအခွေနဲ့ကတော့တွက်စရာမလိုတဲ့တသက်စာအခွေနဲ့တော့ကျွန်တော်အပတ်တိုင်းတင်ပေးခဲ့တဲ့1360เนาะဒီ1360ဆိုတာကတော့ကျွန်တော်တို့တသက်စာအခွေဖြစ်ပါတယ်5360မဟုတ်ပါဘူးခင်ဗျာ1360ဖြစ်ပါတယ်ဟုတ်ကဲ့အဲ့1360ခွေကတော့ကျွန်တော်တို့ထွက်ရှိလာတာဟာအပတ်အချင်းကြီးတော်တော်များနေပါပြီတချို့အပတ်ဒီမှာလတွေမှာတော့တစ်ပတ်တလီပြတ်တတ်တာဖြစ်တဲ့အတွက်ချင်းချင်းသုံးဆောင်ကြပါကျွန်တော်တို့เนาะအထူးလက်ဆောင်เนาะအထူးလက်ဆောင်ပါကျွန်တော်တို့အထူးလက်ဆောင်အထူးလက်ဆောင်ကတော့ကျွန်တော်တို့ဒီမှာအထူးလက်ဆောင်ကတော့เนาะအထူးလက်ဆောင်ကတော့ကျွန်တော်တို့မဖြစ်မနေခံမှန်းထားပါတယ်893ဖြစ်ပါတယ်893เนาะအထူးလက်ဆောင်ပါเนาะ893ကဏ္ဍကိုအပူပါကျွန်တော်တို့ရဲမွေးထိုးကြပါငွေကြေးတက်နိုင်တဲ့သူများလုံးဝမဆိုင်မနဲ့ရဲမွေးထိုးကြဖို့ကျွန်တော်ပြောကြလိုပါတယ်ဟုတ်ပြီကျွန်တော်တို့အထုကတ်ဒီအောက်ကဟာလေးတွေကတော့ကျွန်တော်တို့အထုကတ်အနေနဲ့ဒါကျွန်တော်တင်ပေးမှာဖြစ်ပါတယ်333 ဒီ4ခွက်3နဲ့ထွက်ရင်ထွက်မထွက်ရင်ကျွန်တော်တို့ကိုရဲဘက်ပါဒါကြောင့်ကျွန်တော်ပြောချင်တာကတော့အပေါ်မှာအထူးပတ်သီးတွေလည်းကိုပါနေတယ်နော်အောက်မှာလည်းကိုပါနေတဲ့အတွက်ကိုပတ်သီးကိုရဲကစားကြပါဒုတိယကန်အနေနဲ့ကတော့ကျွန်တော်တို့3နော်3 3 6 3 5 3 3 5 1 5 6 5 3 5 8နော်ဒီ8ခွက်နော်16ခွက်ရှိပါတယ်မဖြစ်မနေထွက်มาတွေဖြစ်တဲ့အတွက်မိမိတို့ကြိုင်းနေတဲ့ရာတစ်ခုကိုမိတ်ဆွေတို့အနေနဲ့ယူသုံးကြဖို့ကျွန်တော်တို့တင်ပြပေးလိုက်ရပါတယ်ဒီတစ်ပတ်စာကတ်ထဲရတာဆိုတာကတော့မူစနစ်တွေနဲ့ပြုလုပ်ထားတဲ့အတွက်ကျွန်တော်မူစနစ်တွေတော့ဗီဒီယိုရှေ့မှာကြောင့်မူစနစ်တွေကိုကျွန်တော်ရှင်းမပြတော့ပါဘူးဒီဓာတ်လေးတွေကိုယုံကြည်အသုံးချပြီးတော့နော်မိမိယုံကြည်ရတဲ့ခုကိုဆွဆွမြင်လိုက်မှာအထူးမှကြားလိုတာကတော့ကျွန်တော်တို့ပတ်သီးကြိုက်တဲ့လူတွေကတော့6တလုံးကိုရဲပက်ကစားပါတခုမှကျင်တာသေးချာလေးမှတ်ထားစေချင်ပါတယ်6တီနော်9နဲ့6တီထိတ်စီးရနေကြလာမှာဖြစ်ပါတယ်ကျွန်တော်တို့ခံမှန်းထားတာကတော့အင်္ဂါမကျော်ဘူးပေါ့တကယ်လို့ကြောခဲ့ရင်ဗုဒ္ဓဟူးမိနစ်အထိကျွန်တော်တို့လိုက်ကြရမယ်6တီ
နော်ထိတ်စီဖြစ်ကျွန်တော်တို့တော့မယ်ဒါကြောင့်ဒါတပတ်စာကက်ကလေးကိုကျွန်တော်ဒီအောက်ကထိုးခွင့်များကိုလည်းနော်အောက်ကထိုးခွင့်များကိုကက်ကလေးနဲ့တင်ပေးမှလည်းဖြစ်ပါတယ်ဒီတပတ်စာကက်ကိုလည်းကက်ရေးပြီးတင်ပေးမှဖြစ်တဲ့အတွက်ဒါရှင်းလင်းချက်ကလေးတွေကလည်းဖြစ်တဲ့အခါမှာနော်အခွေတွေလည်းများတယ်ပတ်တိတွေလည်းများတယ်နော်ဟိုဒါလည်းဖြစ်တယ်လို့မပြောဘဲနဲ့ကျွန်တော်တို့နော်မိမိတို့ကြိုက်နေတဲ့ရာတစ်ခုကိုရဲယူကစားပါတခုပြောချင်တာကတော့ကျွန်တော်တို့ကဖော်မြူလာမူစနစ်တွေဖြစ်တဲ့အတွက်တချို့ယူဆပုံတွေဟာဆရာတော်များများနဲ့တူနေမှာဖြစ်ပါတယ်ထိုကဲ့သို့တူနေခြင်းဟာလည်းဆရာတော်များများနဲ့တူနေခြင်းဆိုတာကလည်းမူဖော်မြူလာမူစနစ်တွေကိုနော်စာအုပ်ထဲမှာခြာရေးပြီးတော့ပြီးခဲ့တဲ့ဘက်ကကျွန်တော်စာအုပ်နဲ့ပြခဲ့ပါတယ်နော်အဲ့ဒီဖော်မြူလာမူစနစ်တွေဖြစ်တဲ့အတွက်တချို့အပတ်မှာတော့ကျွန်တော်တို့မဖြစ်မနေပြတ်တက်တာမျိုးတွေရှိတဲ့အတွက်အဲ့တော့ရဲအမခံခြင်းသည်6 8ဒီ3လုံးပတ်တီးကိုတော့တစ်လုံးမှာမပြောင်းနိုင်ပါဘူး9ရက်6ရက်10ရက်ဒီလုံးဝမပြောင်းနိုင်တဲ့ပတ်တီးတွေဖြစ်ပါတယ်ဆိုတာတင်ပြရင်းနဲ့ကျွန်တော်ရဲ့ဗီဒီယိုကလေးဟာ6မိနစ်ကျော်သွားပြီဖြစ်တဲ့အတွက်အားလုံးကိုကန်ကောင်းကြပါစေလို့ဆုမွန်ကောင်းတောင်းပေးရင်းနဲ့ခုတစ်ပတ်တပတ်စာဟာလဲအောင်မြင်မှုများစုခူးနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ခင်ဗျာအားလုံးကိုလက်ပါခင်ဗျာ